အန်တိုနီရဲ့ရုပ်အလောင်းကိုဖက်ပြီးငိုကြွေးနေတဲ့ကလီယိုပထရာဟာတတိမထားမိခင်မှာပဲဂူဘူးမန်ရဲ့ပြတင်းပေါက်ကနေရောမဆက်သားနေလေကားနဲ့တက်လာပြီးဝိုင်းထားလိုက်ကြပါပြီကလီယိုပထရာဟာချက်ချင်းပဲသူ့ခါကြကဓားမြောင်ကိုဆွဲထုတ်ပြီးသူ့ကိုယ်သူထိုးတက်ဖို့ကြိုးစားခဲ့ပေမဲ့ရောမအရာရှိတအူကအချိန်မီလူယူလိုက်ပါတယ်ဖယမအရှင်မင်းကြီးအော်ဒေဗီယန်ကတင့်ကိုအသက်ရှင်လျက်တွေ့ချင်နေတာပါလို့သူတို့ကဆိုပါတယ်အခုတော့ကလီယိုပထရာဟာကိုတတ်တည်ခွင့်တောင်းမရှိတော့တဲ့အကျဉ်းသားကြီးအောင်ဖြစ်သွားပါပြီ။မကြခင်မှာပဲရောမော့ရဲ့အရှင်သခင်အော်ဒေဗီယန်ကိုယ်တိုင်ဂူဘီမန်ထဲကိုရောက်လာပါတယ်။အော်ဒေဗီယန်ဟာစီစာဒါမှမဟုတ်ခန်ဒိုနီတူလိုစိတ်လှုပ်ရှားတဲ့သူမဟုတ်ပါဘူး။သူဟာကြောက်တုံးတုံးလို့အေးဆက်ပြီးတွတ်ချက်မှုမြန်ဆန်သူပါ။ကလီယိုပထရာဟာသူ့ရဲ့ခြေရင်းမှာဒူးထောက်ပြီးအရှင်မင်းကြီးကျမဟာအမားတွေလုခဲ့မိပါတယ်။ကျမရဲ့နိုင်ငံနဲ့သားသမီးတွေကိုတော့ချမ်းသာပေးပါလို့မျက်ရည်တစ်စက်လက်နဲ့တောင်းပန်ခဲ့ပါတယ်။သူဟာအရင်ကလိုပဲသူ့ရဲ့အလှအပနဲ့ဆွဲဆောင်မှုတွေကိုသုံးပြီးအော်တေဗီယမ်ကိုဖမ်းစားဖို့ကြိုးစားခဲ့တာပါ။ဒါပေမဲ့ဒီတစ်ခါတော့ကလီယိုပထရာရဲ့အလှအပဟာအလုံးမခေတော့ပါဘူး။အော်တေဗီယမ်ဟာကလီယိုပထရာရဲ့မျက်လုံးကိုတဲ့တောင်မကြည့်ပဲမြေပြင်ကိုသာကြည့်နေခဲ့ပါတယ်။သူကစိတ်အေးထားပါပြီးရင်ပါတင့်ကိုကျွန်တော်ဘာမှမလုပ်ပါဘူးလို့အေးဆက်လေးသားနဲ့ပြောခဲ့ပါတယ်။ကလီယိုပထရာဟာချက်ချင်းပဲသဘောပေါက်လိုက်ပါတယ်။အော်ဒေဗီယန်ဟာသူ့ကိုတနာလို့အသက်ချမ်းသာပေးတာမဟုတ်ပါဘူး။ရောမမြို့မှာကျင်းပမဲ့အောင်ပွဲခံတဲ့ပင်မှာကလီယိုပထရာကိုတန်ချီခင်းတွေခတ်ပြီးလူအများရှိမှစိတ်ရရှိတဲ့ပစ္စည်းတစ်ခုလိုပြသခြင်းလိုပဲဖြစ်ပါတယ်။ရောမလမ်းမပေါ်မှာတန်ချီခြင်းနဲ့လမ်းလျှောက်ရမယ့်ဘဝမျိုးကိုငါအထစ်မခံနိုင်ဘူးလို့ကလီယိုပထရာချိဆိုလိုက်ပါတယ်။သူဟာအော်ဒေဗီယန်ကိုအရှုံးပေးပြီးဖြစ်ကြောင်းယုံကြည်သွားအောင်ဟန်ဆောင်ပြီးသူ့ရဲ့နောက်ဆုံးထွက်ပေါက်အတွက်အစီအစဉ်တစ်ခုကိုတိတ်တဆိတ်စတင်လိုက်ပါတယ်။အော်ဒေဗီယန်ဟာကလီယိုပထရာကိုအနီးကပ်စောင့်ကြည့်ဖို့စစ်သားတွေကိုအမိန့်ပေးထားပါတယ်။ဒါပေမဲ့ကလီယိုပထရာဟာထူးထူးခြားခြားပဲတည်ငြိမ်နေခဲ့ပါတယ်။သူဟာအစားတောက်တွေကိုပြန်စားတဲ့စကားတွေကိုအေးအေးဆေးဆေးပြောလာပါတယ်။ဂျာကိုမြင်တဲ့အော်ဒေဗီယန်ကဒီမိမတော့ငိုက်စီမှာအညံကန်ပြီးအသက်ရှင်မှုဆုံးဖြတ်လိုက်ပြီးလို့ထင်မှတ်ပြီးစောင့်ကြည့်မှုကိုနည်းနည်းလျှော့ချလိုက်ပါတယ်။ဒီနေ့မှာတော့ကလီယိုပထရာဟာသူ့ရဲ့သစ္စာရှိအစီခံမလေးနှစ်ယောက်ဖြစ်တဲ့ Iris နဲ့ Charmian တို့ကိုခေါ်ပြီးရေချိုးတန့်စင်နေပါတယ်။သူဟာအီဂျစ်ဘုရင်မတပါးရဲ့အခမ်းအနားဆုံးတော်ဝင်ဝတ်စုံကိုဝတ်ဆင်တဲ့အဖိုးတန်နှံသားရည်တွေကိုလိမ့်ကြံပြီးခေါင်းပေါ်မှာဖာရိုးဘုရင်တို့ရဲ့တရဖူကိုစောင်းလိုက်ပါတယ်။သူဟာတေမင်းနဲ့ပွေကိုအတွက်တတိုးသမီးကယောက်လိုပြင်ဆင်နေတာပါ။အဲ့ဒီအချိန်မှာပဲလဲသမားတစ်ယောက်ကအဆောင်တွေကိုဖျက်ပြီးချင်းတောင်းကြီးတစ်လုံးတဲလာပါတယ်။ဒါကဘုရင်မကြီးအတွက်အကောင်းဆုံးတဖန်းသီးတွေပါလို့သူကပြောပါတယ်။အဆောင်တွေကချင်းတောင်းတွေကိုငုံကြည့်လိုက်တဲ့အခါလက်ဆက်တဲ့တဖန်းသီးတွေကိုပဲတွေ့ရတာကြောင့်ဘာမှမတန်တရားပဲလွှတ်ပေးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီတဖန်းသီးတွေရဲ့အောက်ခြေမှာတော့အီဂျစ်ရဲ့အစိတ်အပြင်းဆုံးမွေဟောက်တကောင်ကိုတိရွက်တွေနဲ့ဖုံးအုပ်ပြီးဝတ်ထားခဲ့တာမှာကလီယိုပထရာဟာအစားအသောက်တွေကိုအေးအေးဆေးဆေးသုံးဆောင်ပြီးတဲ့နောက်မှာစာတစောင်ကိုရေးသားပြီးအော်ဒေဗီယန်စီကိုပို့ခိုင်းလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာအခန်းတကားကိုအတွင်းကနေအသေးပိတ်လိုက်ပါတော့တယ်။အော်ဒေဗီယန်ဟာစာကိုဖြန့်ဖတ်လိုက်တဲ့အချိန်မှာမျက်နှာတစ်ခုလုံးပြတ်သွားပါတယ်။အဲ့ဒီစာထဲမှာရေးထားတာကကျွန်ုပ်သေဆုံးသွားတဲ့အခါကျွန်ုပ်ရဲ့ရုပ်အလောင်းကိုအန်တိုမီရဲ့ဘေးမှာပဲအတူတူမြုပ်နှံပေးပါတဲ့။အော်ဒေဗီယန်ကငါအလှည့်စားခံလိုက်ရပြီဆိုတာသိလိုက်ရပြီးစစ်သားတွေကိုအမိန့်ပေးကဂူပိမိုင်စီကိုအပြေးအလွှာသွားခိုက်မှာတော့တဲ့။အော်ဒေဗီယန်ဟာကလီယိုပထရာရဲ့စာကိုဖတ်ပြီးချင်းမှာပဲသူ့ရဲ့သွေးတွေအေးစိမ်သွားသလိုခံစားလိုက်ရပါတယ်။သူဟာအောင်နိုင်သူဖြစ်ပေမဲ့ဒီမိန်းကလေးရဲ့ညံကိုသူမမီခဲ့ဘူးဆိုတာသိလိုက်ရပါပြီ။မဖြစ်ရဘူး။သူ့ကိုအသေးမခံလိုက်ဘူး။သူဟာငါရဲ့အောင်ပွဲခံတပင်အတွက်အသက်ရှင်နေရမယ်လို့အော်ဟစ်ဟင်းဂူမိမန်စီကိုစစ်သားနေနဲ့အပြေးလွတ်လိုက်ပါတယ်။အလက်ဆန်ဒရီးယားရဲ့လမ်းမတွေပေါ်မှာရောမစစ်သားတွေရဲ့ခြေတံတွေဟာစူညံသွားပါတယ်။ဂူဘိမန်တကားဝကိုရောက်တဲ့အခါအဆောင်တွေဟာဘာမှမသိပဲအေးအေးဆေးဆေးရှိနေသေးပါ။တကားကိုဖွင့်စမ်းအခုချက်ချင်းဖွင့်ဆိုတဲ့အမိန့်တန်းနဲ့အတူတကားကြီးကိုစောက်ပုတ်စိန်နဲ့ထုရိုက်ချိုးဖျက်လိုက်ကြပါတယ်။တကားကြီးပွင့်သွားတဲ့အခါအခန်းထဲမှာထူးဆန်းတဲ့ငိမ့်သက်ခြင်းတစ်ခုကစိုးမိုးနေပါတယ်။အခန်းထဲမှာနန့်သားစီနန့်ဒီတင်းပြက်နေပြီးရွှေရောင်မီးခွက်ကလေးကတုံးရီစွာတောက်လောင်နေပါတယ်။အော်တေဗီယန်ရဲ့လူယုံဒီဟာ
သက်ရှူဖို့တောင်မေ့သွားကြတဲ့အထိမှင်သက်သွားကြပါတယ်။အခန်းရဲ့အလဲရွှေရောင်တောက်ပနေတဲ့နန်းပလင်ပေါ်မှာကလီယိုပထရာဟာလဲလျောင်းနေပါတယ်။သူဟာတင်မင်းနဲ့တွေ့ဆုံနေတာမဟုတ်ပဲအိတ်ချမ်းနဲ့အိတ်ဆက်ချမ်းတွေကိုရောက်နေတယ်လို့ပါပဲ။သူ့ရဲ့လက်မောင်းမှာတော့အဆက်ကလေး20သားရှိတဲ့သိငယ်တဲ့အနာအမတ်ကလေးတစ်ခုရှိနေပါတယ်။ဘေးနားမှာတော့သူ့ရဲ့အစီခံမလေးအီရတ်ဟာတေဆုံးပြီးလဲကျနေပြီဖြစ်တယ်လို့ချာမီယွန်ကတော့အားရင်ကုန်ခန်းနေတဲ့ကြားကနေသူသခင်မရဲ့တရူးဖူကိုတဲမှတ်ပေးဖို့စ조사နေပါတယ်။ယောမစစ်သားတယောက်ကဒေါသတကြီးနဲ့ဒါဟာကောင်းမွန်တဲ့အလုပ်တစ်ခုလားချာမီယွန်လို့အော်မေးလိုက်ပါတယ်။ချာမီယွန်ကနောက်ဆုံးထွက်သက်နဲ့ပလုံးပြီးပြန်ဖြောခဲ့ပါတယ်။ဒါဟာအီဂျစ်ရဲ့ဘရင်တစ်ပါးအတွက်အကောင်းဆုံးနဲ့အသင့်တော်ဆုံးအလုပ်ပဲပေါ့လို့တစ်